ကျွန်တော်ပထမတန်းစားခုံမှာပထမဆုံးအကြိမ်ဖြစ်ထိုင်လိုက်ရပါတယ်တန့်စင်ခန်းသွားဖို့လောက်ပဲကျွန်တော်နေရာကနေထပ်ဖြစ်ခဲ့တာပါလေရင်မဲ့တယောက်ကသူ့ဆက်သွယ်ပါတယ်စာရွက်လေးတစ်ရွက်ကိုလာပေးသွားခဲ့ပါတယ်လေရင်ဆင်းပြီးတာနဲ့အနီးနားကဟိုတယ်တစ်ခုစီအမြန်သွားပြီးအခန်းငှားလိုက်ပါတယ်ပြီးတော့အဲ့ဒီလေရင်မဲ့ကို WeChat မှာအပ်လိုက်ပြီးကျွန်တော်ရဲ့အခန်းနံပါတ်ကိုပို့ပေးလိုက်ပါတယ်9မိနစ်လောက်ကြာတော့သူကတကယ်ပဲသူ့ပစ္စည်းတွေတည်ပြီးတကားလာခောက်ပါတော့တယ်ကျွန်တော်တို့ပျော်ရွှင်စရာကောင်းတဲ့ညတညကိုအတူဖြတ်တန်းခဲ့ကြပေမဲ့နောက်တနေ့မနေ့ကျွန်တော်နိုးလာတဲ့အချိန်မှာတော့သူပြောက်နေတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်လည်းအပြင်ဘက်ကိုအမြန်ထွက်ပြီးနေရာအနှံ့လိုက်ရှာပါတော့တယ်ဟိုတယ်အခန်းမဆောင်ထဲမှာတော့ရဲတွေနဲ့ပြည့်နေနေခဲ့ပါတယ်သူမိဘတွေကသူအသေးအတန်အကူအညီတောင်းထားတဲ့စာကိုလက်ခံရရှိခဲ့တာကြောင့်ရဲကိုဖုံးဆက်တိုင်ကြခဲ့ကြတာပါရဲတွေကဟိုတယ်ကလုံခြုံရေးကင်မရာတွေကိုစစ်ဆေးကြည့်ရှုခဲ့ကြပါတယ်အဲ့ဒီအခါမှာတော့လူတိုင်းအံ့ဩထိတ်လန့်သွားခဲ့ရပါတယ်မျက်နှာပြင်ပေါ်မှာလူသက်သမားကသူ့အလောင်းကိုအခန်းထဲကနေဆွဲထုတ်လာတာတွေ့ရပြီးရုပ်မာတဲ့အပြုံးနဲ့အဲ့ဒီလူသက်သမားကကျွန်တော်ဖြစ်နေခဲ့ပါတယ်သူ့အမေကတော့စိတ်ထိခိုက်လွန်းလို့ကျွန်တော်ကိုဓာတ်နဲ့ဝင်ထိုးဖို့လုပ်ခဲ့ပေမဲ့ကျွန်တော်ကတော့အဲ့ဒီမှတ်တမ်းထဲမှာကျွန်တော်ဘာလို့ပါနေလဲဆိုတာကိုလုံးဝမသိခဲ့ပါဘူးအဲ့ဒီနောက်ရုတ်တရက်ဆိုသလိုကျွန်တော်ဟာလေရင်ပေါ်မတက်ခင်10မိနစ်အလိုအချိန်ကိုပြန်ရောက်သွားခဲ့ပါတယ်ကျွန်တော်လည်းကျွန်တော်လုပ်ဖို့ကိုင်ဘက်ကလုံခြုံရေးစစ်ဆေးတဲ့နေရာစီကိုဥတီသွားနေကြတာပါအဲ့ဒီလေရင်မဲကလည်းအရင်တစ်ခေါက်တုန်းကလိုပဲကျွန်တော်တို့